နဲ့တောင်းမနဲ့မအောင်မနေယူကဲရှာဖွေစားတော့အသက်စနေရပါတော့ကျွန်တော်တို့ရဲ့နောက်မှာမိခိုးရဲ့မိသားစုတွေမြမပြည်မှာကျဲလူလီဝင်ချလို့တောင်းမဲ့ခြင်းနေကျွန်တော်တို့ရဲ့အမနေရပါနေလားတောင်းမနဲ့မအောင်မနေယူကဲရှာဖွေစားတော့အသက်စနေရပါတော့ကျွန်တော်တို့ရဲ့နောက်မှာမိခိုးရဲ့မိသားစုတွေမြမပြည်မှာကျဲလူလီဝင်ချလို့တောင်းမဲ့ခြင်းနေကျွန်တော်တို့ရဲ့အမနေရပါနေလားတဝမ်းတစ်ခါအတွေ့လေးမခံနိုင်လေတဲ့ကျွန်တော်တို့ရဲ့မြမပြည်ကြီးမှာမပြေလေဝမ်းရည်ကြောင့်သာမနေခြင်းနဲ့တိုင်းတစ်ပါးအရက်မှာအခြေမခိုင်တဲ့ဘဝသမားတွေအတွက်သာစိတ်မခံနိုင်လို့ဘဝမူအနေနဲ့ခံရလိမ့်မယ်သိပေမဲ့ရှိပါစေတော့မပြောလဲပြုံးထားစေပါမိသားစုဝမ်းရည်အတွက်သာသိခံခွင့်လို့ပါရဲ့အမိမြေကိုလွမ်းလို့နေရတယ်အမိမြေတောင်းလို့လွမ်းရည်ဒီကပြောက်တို့မြမအများဘဝဆိုးဝါလိုက်တာလွမ်းရည်ဆိုတာတက်ကူဝမ်းရည်ကလည်းရှိနေတော့မူအိမ်ပြန်ရင်တော့စိတ်ဝေးအစင်မပြေတော့မျိုးသိရတယ်တနည်းနည်းဆိုတော့အတွေ့နေကိုနေသိနေရတယ်တောင်းမနဲ့မအောင်မနေယူကဲရှာဖွေစားတော့အသက်စနေရပါတော့ကျွန်တော်တို့ရဲ့နောက်မှာမိခိုးရဲ့မိသားစုတွေမြမပြည်မှာကျဲလူလီဝင်ချလို့တောင်းမဲ့ခြင်းနေကျွန်တော်တို့ရဲ့အမနေကြပါနေလားတဝမ်းတစ်ခါအတွေ့လေးမခံနိုင်လေတဲ့ကျွန်တော်တို့ရဲ့မြမပြည်ကြီးမှာစင်မပြေလေဝမ်းရည်ကြောင့်သာမနေခြင်းနဲ့တိုင်းတစ်ပါးအရက်မှာအခြေမခိုင်တဲ့ဘဝသမားတွေအတွက်သာစိတ်မခံနိုင်လို့ဘဝမူအနေနဲ့ခံရလိမ့်မယ်သိပေမဲ့ရှိပါစေတော့မပြောလဲပြုံးထားစေပါမိသားစုဝမ်းရည်အတွက်သာသိခံခွင့်လို့ပါရဲ့အမိမြေကိုလွမ်းလို့နေရတယ်အမိမြေတောင်းလို့လွမ်းရည်ဒီကပြောက်တို့မြမအများဘဝဆိုးဝါလိုက်တာလွမ်းရည်ဆိုတာထွက်ကူဝမ်းရည်ကလည်းရှိနေတော့မူအိမ်ပြန်ရင်တော့စိတ်ဝေးအစင်မပြေတော့မျိုးသိရတယ်တနည်းနည်းဆိုတော့အတွေ့နေကိုနေသိနေ